ဒုက္ခံကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံတယ်နံပါတ်3ကကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံတယ်နံပါတ်4ခွန်အားဗလာနဲ့လည်းပြည့်စုံတယ်ဟုတ်လားခွန်အားကိုယ်အားဉာဏ်အားပေါ့နော်ကိုယ်အားဉာဏ်အားလည်းပြည့်စုံတယ်တဲ့ဒါသီလသမာဓိဟုတ်လားခုံးလေးကိုရှေ့ခိုးလိုက်တဲ့အတွက်နောက်ဦးဇင်းတို့ဆိုတာဆရာသမားကြီးညတယ်ဆရာတို့တော့ကတော့ဟိုလေးတယ်လေဘာဖြစ်လို့ကတော့လဲပုံတော်ကိုကတော့မဟုတ်ဘူးနော်ဆရာတို့ရဲ့အသက်ရှင်တာမရှိဘူးပဲဟုတ်လားဆရာတော်ကြီးရဲ့သီလကိုသမာဓိကိုပညာကိုဒီခုံတော်တွေကိုဦးဇင်း